ကဘာပေါ်မှာအန်ရဲ့အရှိဆုံးလူသားဟာလက်နက်ကင်ထားတဲ့သူမဟုတ်ဘူးဘာမှမရှိပဲပြဿနာအကြီးကြီးရှာနိုင်တဲ့မစ္စတာဘင်းမှာသူဘလို့တလွဲရရှင်သန်ခဲ့လဲဆိုတာကိုကြည့်လိုက်ကြတယ်စားလို့မရတဲ့အစားအစာတွေကိုအရှက်မကွယ်အောင်ဘယ်လိုဆုံးဖြတ်ရမလဲလူအများစုကတော့အောင့်တတ်နဲ့စားကြပါလိမ့်မယ်ဒါပေမဲ့မစ္စတာဘင်းကတော့အခြေအနေတစ်ခုကနေလွတ်မြောက်ဖို့အတွက်တက်စတစ်ကိုသုံးပြသွားခဲ့တယ်သူ့ရဲ့နီးဗျူဟာရိုးရှင်းတယ်ညင်ခွင်းကနေဖျောက်ပစ်ဖို့ပဲပန်းအိုးတဲ့အမျိုးသမီးတယောက်ရဲ့လက်ကင်အိတ်ထဲအထိအသားစိမ်းတွေကိုအမှုပညာဆန်းဆန်းဖြန့်ကျက်ပစ်ခဲ့တယ်ဒါဟာတားတယ်မဟုတ်ဘူးအကျက်တဲ့တစ်ခုမှာကိုယ့်ရဲ့အမေကိုမထိခိုက်စေပဲဘလို့ရှင်တန်ရမလဲဆိုတဲ့စကေးတစ်ခုပဲစကားတစ်လုံးမပြောပဲပတ်ဝန်းကျင်ကိုကစားသွားတာသူ့ရဲ့ပါရမီပါပဲသူတမကိုဒုက္ခပေးပြီးကိုယ့်အတွက်လမ်းဖောက်တတ်တဲ့မစ္စတာဘန်ရဲ့ဒီနေရာအပြီးပြန်ဆုံးပဲသူကစီကန်းတွေကိုချိုးဖောက်ပစ်တာမဟုတ်ဘူးစီကန်းတွေကသူ့အတွက်အလုံးလုံးပေးအောင်ကစားပစ်တာခင်ဗျားတို့သတိထားပြီလားသူကစကားတခွန်းမှမပြောပဲလူအုပ်ကြီးကိုကြိုးကင်ပြသွားတာအားကစားဆိုတာရှင်ပြိုင်မှုထက်အနိုင်ရမှုကပိုအရေးကြီးတယ်ဆိုတော့မစ္စတာဘင်းကသက်သေပြခဲ့တယ်စီကန်းတွေကိုလိုက်နာနေမဲ့အစားစီကန်းတွေကိုကိုယ့်ဘက်ပါအောင်ဘယ်လိုဆွဲယူရလဲလူတိုင်းကသတ်မှတ်ထားတဲ့လမ်းကြောင်းအတိုင်းပြင်ပမှန်မှန်လျှောက်လန်းနေချိန်မှာသူကပောက်ကြရလုပ်ပြီးကိုယ်ပိုင်လမ်းကြောင်းတစ်ခုဖန်တီးလိုက်တယ်ဒါညစ်တာမဟုတ်ပါဘူးထိရောက်မှုလို့ခေါ်တာပါပန်းဝင်မှုအတွက်သူသုံးတဲ့နီလန်းတွေကစုမြတ်နိုင်ပေမဲ့ဘဝတိုက်ပွဲမှာတော့သူက Grand Master ပါပဲပြက်လန်းဆိုတာလူတိုင်းအတွက်မဟုတ်ပေမဲ့ Master ဘင်းလို့ Genius တွေအတွက်ပါပဲကဲယနေ့ခေတ်မှာလူတိုင်းကစကားတွေအများကြီးပြောပြီးအောင်မြင်အောင်ကြိုးစားနေကြပေမဲ့ Master ဘင်းကတော့တိတ်တိတ်ဆိတ်ဆိတ်နဲ့ပဲကဘာကျော်သွားခဲ့တာကဲမင်းတို့ Master ဘင်းရဲ့ဘယ်တလွဲတွေကိုအမှတ်ရဆုံးလဲဘယ်အခန်းကိုအကျိတ်ဆုံးဆိုတာလဲကောမန့်မှာရေးခဲ့အောင်လို့နောက်ထပ်ဒီလိုထူးထူးခြားခြားဗီဒီယိုတွေကိုကြည့်ရင်ကျွန်တော်အခုပဲ follow လုပ်ထားလိုက်တော့နော်